ဒီနေ့တော့လေကျမကြီးဆုံးရှုံးမှုစနစ်ကဘယ်ဘက်ကိုဦးတည်နေလဲအနာဂတ်မှာဘယ်လိုပုံစံဖြစ်လာနိုင်မလဲဆိုတာကိုနည်းနည်းကြည့်ကြည့်ရအောင်ဟုတ်ပါပြီကျမတို့ရှေ့မှာ NHS England ကထုတ်ပြန်ထားတဲ့လမ်းညွှန်ချက်တွေသူဒေသနာစာတမ်းတွေနော်ဘီဆီယာဝန်တွေတုံးတဲ့စေးစာအုပ်တချို့ကအချက်လက်တွေစုထားတာဆိုတော့လေအဲ့ဒီရုံမြစ်ဒီအားလုံးကိုပေါင်းစပ်ပြီးကြည့်လိုက်တဲ့အခါမှာဘယ်လိုပုံရိပ်တစ်ခုထွက်လာမလဲဆိုတာကိုစိတ်ဝင်စားမိတယ်ဆိုတော့အဓိကကတော့စနစ်တစ်ခုလုံးကပိုပြီးထိရောက်အောင်ပိုပြီးမြန်ဆန်အောင်ကြိုးစားနေရင်နဲ့အဲ့ဒီပြောင်းလဲတွေကလူနာတွေအတွက်ရောဆရာဝန်တွေအတွက်ပါဘလို့စိန်ခေါ်မှုအတစ်တီဖြစ်လာစေလဲဆိုတာကိုလေ့လာဆွေးနွေးတော့ကြမှာပါကောင်းပြီဒါဆိုရင် NHS England ရဲ့အချက်လက်တွေနဲ့ပဲစလိုက်ကြအောင်သူတို့စီမှာ2021-22တနှစ်ထဲမှာ change ဆိုထားပြီးမလာတဲ့လူနာ Did not attend ပေါ် DNAs လို့ခေါ်တယ်ဟုတ်တယ်အဲ့ဒါ9.8 တန်းလောက်ရှိခဲ့တယ်တဲ့ Wow ခုနစစ်တန်းဆိုတာတော်တော်များကြီးအိမ်မပဲနော်ဒါကလန်ဒန်မြို့ကလူဦးရေလောက်နီးနီးပဲဟုတ်တယ်ဒီလောက်များတဲ့ change ဆိုမှုတွေအလဟာဒဖြစ်သွားတယ်ဆိုတော့စနစ်တစ်ခုလုံးအပေါ်မှာဖိအားကတော်တော်ကြီးပါပဲအဲ့ဒီလိုပေါ့အဲ့ဒီတော့သူတို့ကဒီပြဿနာကိုဘယ်လိုဖြေရှင်းရလဲဆိုပြီးနီးလန်းနေရှာလာကြတာအဲ့ဒီဖြေရှင်းနေတဲ့တခုကလူနာကိုယ်တိုင်စတင်တော့နောက်ဆက်တွဲပြသမှုဆိုတာလားနာမည်ကတော့နည်းနည်းရှည်တယ် Patient Initiated Follow Up PIFU ပေါ့ဟုတ်တယ် PIFU ပါအဲ့ဒါဘယ်လိုလုပ်တာလဲအယူဆကတော့ရှင်းပါတယ်ဥမာလူနာတယောက်ကနာတာရှည်ယောဂတစ်ခုခုအတွက်6လတခါဆရာဝန်နဲ့ပုံမှန်ပြနေရတယ်ဆိုပါစို့PIFU စနစ်မှာတော့အဲ့လိုပုံတွေချင်းဆိုမှုတွေမလုပ်တော့ဘူးအဲ့ဒီစာလူနာကငါယောဂအခြေအနေမကောင်းတော့ဘူးဆရာဝန်နဲ့တွေ့ဖို့လိုနေပြီလို့ခန်းစားရတဲ့အချိန်ကြမှာသူတို့ဘာသူတို့ဖုန်းဆက်ပြီးချင်းရလာမျိုးပေါ့ဟုတ်တယ်အဲ့ချိန်ကြမှာစီးရင်ကိုဖုန်းဆက်ပြီးချင်းဆောလိုက်တော့မယ်ဒါကတီငိန်နေတဲ့နာတာရှည်ယောဂတွေအတွက်အဓိကရည်ရွယ်တာပါဒါဆိုရင်တကယ်မလို့အပက်စီယုံလာပြရတဲ့အချိန်ကြီးကြော့သွားတာပေါ့ဒါမဲ့တခုစဉ်းစားမိတာကအဲ့ဒါကလူနာဘက်မှာတာဝန်ပို့သွားတာမျိုးမဖြစ်ဘူးလားအထူးသဖြင့်ကျမရဲ့အတိနိုင်တဲ့သူတွေအတွက်ဆိုရင်မှန်ပါတယ်အရန်ကောင်းတဲ့ချက်ပဲသူတို့ရဲ့ယောဂလက္ခဏာကိုအရေးမကြီးဘူးလို့ထင်ပြီးဆရာဝန်မပြဘဲနေလိုက်တာမျိုးတွေထင်မလာနိုင်ဘူးလားအဲ့ဒါကြောင့်လဲဒီ PIFU စနစ်ကိုလူနာတိုင်းအတွက်အချက်မပြုထားဘူးလေလက်ညွန့်ချစ်တွေထဲမှာကိုအသက်အရန်ကြီးပြီးအားနေနေတဲ့သူတွေသတိမေ့ယောဂရှိသူတွေအတွက်ဒီစနစ်ကမသင့်တော်ဘူးလို့ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။အော်ဟုတ်ကဲ့ဆိုတော့အဆုံးမှာတော့ဒါကဆရာဝန်နဲ့လူနာနှစ်ယောက်လုံးသဘောတူမှအကောင်အထည်ဖော်ရမယ့်ကိစ္စပါ။သဘောပေါက်ပြီ။နောက်ထပ်တွန်းအားပေးနေတာတစ်ခုက remote consultations အဝေးရောက်စနစ်နဲ့စီးကူးတာမျိုးခံယူတာမျိုးတွေနော်ဟုတ်တယ်ဖုန်းနဲ့ဖြစ်ဗီဒီယိုခေါ်နဲ့ဖြစ်ဆရာဝန်နဲ့ပြတာမျိုးပေါ့အချက်လက်တွေအရလူနာ60ရှိတာခိုင်းတော့ကဒီစနစ်ကိုသဘောကျတယ်စီးရုံသွားရတဲ့ပြန်မြအချိန်48မိနစ်ကိုတတ်တာစေဆိုတော့ကြိုးရှိမှာပါဒါပေမဲ့ဒီလိုပြောင်းလဲတဲ့ရဲ့နောက်ွယ်မှာပိုကြီးတဲ့အတွေးခေါ်တစ်ခုရှိနေတယ်အဲ့ဒါကဘာဖြစ်လဲအဲ့ဒါကို clinical governance လို့ခေါ်တယ်ဘယ်လိုပြောမလဲစနစ်တစ်ခုလုံးရဲ့အရေးတွေးကိုဘယ်လိုထိန်းမလဲဆိုတဲ့မူပေါင်းကြီးတစ်ခုပေါ့clinical governance ကျွန်တော်နားလည်တော့ဒါကကုန်ကြစေရှာချဖို့တတ်တော်မဟုတ်ဘူးလားတကယ်တော့လူနာအတွက်ပိုကောင်းလာလို့လားဒါမှမဟုတ်ဆေးရုံတဲ့ပိုက်ဆံပိုတက်တာတော့လို့လားအဲ့ဒီမေခွန်းကအဓိကကြတယ်သူတေသနာစာတမ်းဒီအရာတော့ clinical governance ဆိုတာကကုန်ကြစေ short ချက်ဖို့တတ်မဟုတ်ပါဘူးသူရဲ့အဓိကရည်မှန်းချက်ကအရေးသွေးမြင့်တင်မဟုတ်ပါအရေးသွေးမြင့်တင်ဖို့ဥပမာတစ်ခုလောက်ပြောပြလို့ရမလားရတာပေါ့ဒီစာတမ်းမှာထောက်ပြထားတဲ့အပိတင်တဲ့ယဉ်ကျေးမှုဒါမှမဟုတ် blame culture ဆိုတာကိုကြည့်အောင်ဒါကဆေးရုံဒီမှာရမ်းရေးကြည့်တယ် blame culture ဟုတ်တယ်ဥပမာသူနာပြုတယောက်ကဆေးမပေးမိခါနီးဖြစ်သွားတယ်ဆိုပါစို့ပြီးတင်တဲ့စနစ်မှာဆိုရင်အဲ့ဒီသူနာပြုကိုအလုပ်ထုတ်ပစ်လိုက်မယ်ဒါပေမဲ့အဲ့ဒီနေရာမှာနောက်တယောက်ဝင်လာရင်အမားထပ်လို့နိုင်နေတာပဲဟုတ်တယ် clinical governance စနစ်မှာကြတော့အဲ့ဒီလိုမဟုတ်ဘူးဘာလို့ဒီအမားဖြစ်တာလားလဲဆေးပုတ်လင်းတွေကပုံစံတူနေလို့လားအလုပ်ချင်းအများများနေလို့လားဆိုပြီးစနစ်ကိုပြင်ဟိုစ조사တယ်လူကိုပြင်းမတင်ပဲစနစ်ကိုပြင်တာပေါ့ရှင်းသွားပြီစီကူတယ်မှာတော့အရန်ကောင်းတာပေါ့ဒါပေမဲ့လက်တွေ့မှာဝန်ထမ်းမလုံးလို့ဘူးအလုပ်တွေပေးနေတယ်ဆိုရင်ဒီလိုအရေးတွေးညံ့တင်ရုပ်ဆိုတာတွေကစာရွက်ပေါ်မှာပဲကြံခဲ့မှာပေါ့နော်အတိအကျပဲစာတန်းကအဲ့ဒီလက်တွေ့နဲ့ theory ကြားကကွာချက်ကိုထောက်ပြထားတယ်အချိန်မလုံလောက်တာဝန်ထမ်းရင်အားနည်းတာအလုပ်ပမာဏများပြားတာအဲ့ဒါဒီအားလုံးကဒီလိုကောင်းမွန်တဲ့အစီအစဉ်တွေကိုအကောင်အထည်ဖော်ဖို့အကြီးမားဆုံးအတအစီးတွေမဲ့လို့ဆိုထားတယ်။ကောင်းပြီ။ဒါဆိုရင်တော့စနစ်ကိုပိုကောင်းအောင်လုပ်ဖို့စာရွက်ပေါ်ကအစီအစဉ်တွေမူပေါင်းတွေအများကြီးရှိတာပေါ့။ဒါမဲ့ဒီအစီအစဉ်တွေအားလုံးကဆရာဝန်တယောက်နဲ့လူနာတယောက်တွေ့ကြတဲ့အခါ
ရင်ဆိုင်ရတဲ့အခြေခံအစုံစုံပြနာကိုဖြစ်ရှင်းနိုင်ရဲ့လား ဘာလို့ဆိုလို့လဲ အဲ့ဒါကတော့ကျွန်တော်ကျမဘာဖြစ်နေတာလဲဆိုတဲ့ယောဂရှာဖွေမိခွန်းပါပဲ အမှန်ပဲအခုစိတ်ပညာရဲ့အတန်းနှလုံးဖြစ်တဲ့ယောဂရှာဖွေအပိုင်းကိုရောက်လာပြီ Differential Diagnosis in Primary Care ဆိုတဲ့စာအုပ်ကိုကြည့်လိုက်ရင်ဆရာဝန်တွေရဲ့ခေါင်းထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုနည်းနည်းမြင်နိုင်တယ် ဟုတ်ကဲ့ ဥပမာချောင်းဆိုးတာတစ်ခုတည်းကိုယူကြည့်အောင် ချောင်းဆိုတာဆိုတော့တာမန်အိမ်မိတာတုံကွေးဖီတာလောက်ကဲပေါ့ အများစုကအဲ့လိုထင်ကြတာလေဒါမြင်အဲ့လောက်မရှင်းဘူးဆရာဝန်တယောက်ကစုံထုတ်ကြည့်အောင်လို့ပဲချောင်းဆိုးတယ်ဆိုတဲ့တဲလွန်စတစ်ခုကနီးဖြစ်နိုင်ခြေရှိတဲ့တန်တရားရှိသူတွေအများကြီးကိုတပြိုင်တည်းစဉ်းစားရတယ် ဘလို့မျိုးတွေလဲ တာမန်အီးမီတာကနေစပြီးပန်းနာရင်ကျက်အစာရည်မျိုးဖြွန်ရော်ရမ်းတာနာရရှိအဆုပ်ပွေယောဂထိတ်ကနာဓမ္မတဲ့တာ အများကြီးပဲ ဒါတင်မကသေးဘူးအစိုးဆုံးအခြေအနေတွေဖြစ်တဲ့နှလုံးအားနေတာဒါမှမဟုတ်အဆုပ်ကန်စာအချီဖြစ်နိုင်ခြေတွေကိုပါထည့်စဉ်းစားနေရတာအဲ့ဒီဖြစ်ရကမသေးဘူး ကြားရတဲ့တင်ခေါင်းမိုးသွားပဲဒါဆိုနောက်တစ်ခု primary care otolaryngology စာအုပ်ထက်ကဥမာတစ်ခုကိုကြည့်အောင်နားကြိုက်လို့ဆရာဝန်သွားပြရတယ်ဆရာဝန်ကစစ်စစ်ကြည့်တော့နားထဲမှာဘာမှမဖြစ်ဘူးပုံမှန်ပဲဒါဆိုဘာဖြစ်နိုင်မလဲ အဲ့ဒီမှာယောဂရှာဖွေရေးရဲ့အနုပညာကပေါ်လာတာပဲစာအုပ်ထဲမှာအဖြစ်အများဆုံးအကြောင်းရင်းကမေယိုအဆစ်ရောင်တာ TMJ syndrome လို့ဆိုထားတယ်လူတွေကမေယိုနာတာကိုနားကြိုက်တယ်လို့မှားပြီးခံစားတတ်တယ် အော် ချာနီယာကကင်ဆာကြောင့်နာကျင်မှုကနားစီကိုပြန့်လာတာ referred pain ပေါ့အဲ့ဒါကိုလည်းထည့်စဉ်းစားရမယ်ဒါကြောင့်နားထဲဘာမှမရှိဘူးဆိုပြီးပြန်လွတ်လိုက်လို့မရဘူးလေ ဒီနေရာမှာပဲပထမပိုင်းမှာပြောခဲ့တဲ့ NHS ရဲ့စနစ်အပြောင်းလဲတွေနဲ့ပြန်ချိတ်ဆက်မိသွားပြီလို့ထင်တယ်ဟုတ်တယ်မလား တိတိကျကျပဲ NHS လမ်းညွှန်ချက်တွေနဲ့ပြန်ဆက်ကြည့်အောင်သူတို့က PIFU တို့ remote consultation တို့ကိုတွန်းအားပေးနေတယ်တစ်ချိန်တည်းမှာပဲ triaging referrals လို့စနစ်တွေနဲ့အထူးခုစီအောင်စီကိုအရေးကြီးတဲ့လူနာတွေပဲရောက်အောင်စစ်ထုတ်ပေးနေတယ် ဥပမာတင်းကျဲအိတ်ကြောက်ရှိတယ်လို့တန်တရားရှိရင်ခွဲစိတ်အထူးကိုစီတမ်းမလို့ပဲ ultrasound အရင်ရိုက်ခိုင်းတာမျိုးပေါ့ ဟုတ်တယ်ဒါတွေအားလုံးကပန်ဇိုတစ်ခုရဲ့အစိပ်ပိုင်းတွေလို့ပဲရီယောချက်ကတော့အကန့်အသတ်နဲ့ရှိနေတဲ့အထူးခုစီအောင်ဝင်တွေရဲ့အချိန်ကိုအခုနကပြောတဲ့ချောင်းဆိုးတာနားကြိုက်တာလို့ရှုပ်ထွေးတဲ့ case တွေဥရပဲတီးတန့်ထိစေချင်တာ ဒါဆိုရင်ဒီအချက်အလက်တွေအားလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါကျတို့ဘာကိုတွေ့ရတယ်လဲဒီမှာအဓိကပฏิပတ်ခတစ်ခုကိုတွေ့နေရတယ် ဟင်း တစ်ဖက်မှာတော့စနစ်ကအချိန်နဲ့ကုန်ကြစရိတ်ကိုခြွေတာဖို့လူနာနဲ့ဆရာဝန်ကိုတနိုင်တလို့မျက်နှာချင်းဆိုင်မတွေ့စေချင်ဘူး PIFU တွေ remote consultation တွေနဲ့အလုပ်ဖြစ်စေချင်တယ်ဒါပေမဲ့နောက်တစ်ဖက်မှာတော့ဆရာဝန်တွေကချောင်းဆိုးတာတစ်ခုတည်းနဲ့ယောဂ10မျိုးလောက်ကိုခွဲခြားတိဖို့လိုနေတယ်ဒီနှစ်ခုကဘလို့အတူသွားနိုင်ပါလဲ အဲ့ဒါကပဲခေတ်သစ်ကြမှာရေးဆောင်ရှောက်မှုရဲ့အကြီးမားဆုံးစိန်ခေါ်မှုပဲဒီစံသစ်တည်ထုံးမှုတွေက clinical governance လို့အရေးအသွေးမြင့်တင်ရေးမှုတွေပေါ့အခြေခံထားတယ်ဆိုပေမဲ့လက်တွေ့မှာတော့ဝန်ထမ်းရမလုံလောက်မှုအလုပ်ဖြူမှုတွေနဲ့ရင်ဆိုင်နေရလဲ ဒီကြားထဲမှာတိကျမှန်ကန်တဲ့ယောဂရှာဖွေရေးဆိုတဲ့အခြေခံအကြောင်းဆုံးတွေအရှုပ်ထွေးဆုံးအလုပ်ကတော့အရင်အတိုင်းပဲရှိနေတော့ပဲ ဟုတ်ပါလေဆိုတော့လေအဓိကကတော့ထိရောက်မှု efficiency နဲ့အတိအကျမှု accuracy ကြားကအားပြိုင်မှုတစ်ခုပါပဲ ဟုတ်တယ် အဲ့ဒီအပေါ်မှာပဲအခြေခံမေးစဉ်းစားစရာမေးခွန်းတစ်ခုထားခဲ့ခြင်းနဲ့စနစ်တွေကနီးပညာနဲ့အဝေးရောက်ဆက်သွယ်မှုတွေကိုပို့ပြီးအားကိုးလာတာနဲ့အမျှမျက်နှာချင်းဆိုင်ကွေးဆုံမှုမှာယောဂရှာဖွေဖို့အတွက်အရေးပါတဲ့စကလုံးနဲ့ဖျော်ပြလို့မရတဲ့တိမ်မွေ့တဲ့အမှုရလက္ခဏာတွေ non-verbal cues တွေပေါ့ ဥပမာလူနာရဲ့မျက်နှာမူရဆိုရင်ဘူပနီရဲ့ပုံစံ နာကျင်မှုကိုထိန်းချုပ်ထားရတဲ့ပုံစံအဲ့ဒီလိုအရာတွေဟာဒီလိုပုံမချီရောက်တဲ့ခေတ်သစ်ဆောင်ရှောက်မှုပုံစံမှာပျောက်ဆုံးမသွားအောင်ဘလို့တေချောင်းလောက်ဆောင်နိုင်မလဲဆိုတာပါပဲအဲ့ဒီအချက်အလက်ကြီးမပါဘဲနဲ့ရှုပ်ထွေးတဲ့ယောဂတွေကိုမမှန်ကန်ကန်ရှာဖွေနိုင်မှာမလားဒါကတော့ဆက်ပြီးစဉ်းစားရမယ့်မေးခွန်းတစ်ခုပါပဲ